ညာအေးရဝင်တိုင်းဖုန်းကိုတညလုံးအသွင်းထားတတ်လားအဲ့လိုလို့ရင်ဖုန်းတကယ်ပြတ်တက်သလားဆိုတာဒီဗီဒီယိုလေးမှာပြပြပေးပါမယ်အရင်ဆုံးသိထားရမှာကအခုနောက်ပိုင်းထွက်တဲ့ smartphone တော်တော်များများမှာအားပြည့်သွားရင်အလိုလျောက်ဖြစ်ချပြီးရဲ့စနစ်တွေပါလာပါပြီဒါကြောင့်ဖုန်းကိုတညလုံးအသွင်းထားလို့ overcharge ဖြစ်ပြီးပောက်ကွဲတာမျိုးတွေသိမဖြစ်နိုင်တော့ပါဘူးဒါပေမဲ့တကယ်ပြဿနာကအပူပါဖုန်းကိုတညလုံးအသွင်းထားတဲ့အခါဖုန်းကအချိန်ကြာပူနေတတ်ပါတယ်အထူးသဖြင့်ဖုန်းကပါထူကြီးတက်ထားမယ်ဆိုရင်အပူငွေ့ကအပြင်ကိုမထွက်နိုင်လို့ဘက်ထရီကိုတော်တော်လေးထိခိုက်စေပါတယ်ဒီလိုသာနေနိုင်လို့မယ်ဆိုရင်ရေရှည်မှာတစ်ဖုန်းရဲ့ဘက်ထရီဟာကိုမြင်မြင်ကျဆင်းစေပြီးဘက်ထရီဆွဲလွန်းလို့ခေါ်တဲ့ဘက်ထရီဖောင်းလာတဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်ဒါကြောင့်ဖုန်းက80%လောက်ရရင်ကျိုးဖြုတ်ထားတာကအကောင်းဆုံးပါပဲတကယ်လို့ကို့ဖုန်းကအရင်လိုအားမခံတော့တာဘက်ထရီဖောင်းတာမျိုးတွေသတိထားမိလာပြီဆိုရင်တော့ Hello Mobile ကိုယုံကြည်စိတ်ချစွာနဲ့လာရောက်ပြသနိုင်ပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်